မင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောပါမှာတော့ဒူဘိုင်းမှာကလေးတွေကြောင်းတက်ရင်ကြောင်းလာတာဘယ်လောက်ကုန်လဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်ကျွန်တော်သမီးအကြီးလေးကြောက်ဗျာရန်ကုန်ကနေပြီးတော့ဒီဒူဘိုင်းကိုပြောင်းလာတဲ့အခါကျတော့သူက year 2ကိုဒီရန်ကုန်မှာပြီးရပါတော့အဲ့တော့သူ year 3ဒူဘိုင်းကိုပြောင်းတဲ့အခါမှာသူကဘာလို့လဲဆိုတော့သူရန်ကုန်မှာတက်ခဲ့တယ် year 2ကသူကအမတ်စင်းလို့ဗျာပြီးတော့သူကဒီငငယ်လေးကလေးကနေထိုးလာတဲ့ကာကွယ်ဆေးမှတ်တမ်းတွေလိုရဗျသူတို့ကအเจ้าမှာဆေးရုံစိတ်ခိုင်းရှိတော့အဲ့မှာသူတို့ကဗျသူတို့ရဲ့ registration ဒီ vaccination ပေါ့နော်ဒီကာကွယ်ဆေးတွေထိုးထားတဲ့ဟာလေးကိုသူကချက်ကြည့်မှာပေါ့နော်အဲ့ဒါလေးလိုပါတယ်အကြောင်းပြောင်းမယ်ဆိုရင်အဓိကအဲ့ဒီနှစ်ချက်ပဲဗျပြီးတော့ resident ဖြစ်တဲ့ဒီ Emirates ID တို့ပါတော့လိုတာပေါ့နော်တခြားအသေးစိတ်အချက်လက်တွေကတော့ဗျာအကြောင်းကို direct ဆက်ပြီးမေးလို့ရပါတယ်ဘာလို့ဆိုတော့အချိန်နဲ့ပတ်သက်ပြီးတော့အပြောင်းလေးရှိနေတော့သူတို့အကြောင်းလားခါတွေကကြတော့သူတို့ကကျောင်းသမီးတက်နေကြ Westminster အကြောင်းဆိုတော့ဗျာဒီလိုစာအုပ်လေးတွေပေးဒီလိုစာအုပ်တွေမှာတင်းတော့အကြောင်းလားခါမတူဘူးဗျဒီမှာအကြောင်းလားခါဘယ်မှာအကြောင်းလားခါရေးကြီးတဲ့အကြောင်းတွေရှိတယ်လို့ဗျာရေးတင်းတဲ့အကြောင်းတွေရှိရပေါ့နော်ကျွန်တော်သမီးလေးတက်နေတဲ့အကြောင်းကကြတော့သူကဒီ FS1 ကနေစတယ်ဗျ FS1 ကနေသူက year 13 ထိရှိရပါဗျာBritish curriculum ကြတော့ FS1 ကနေ FS2 အထိကိုကြတော့သူကကျောင်းသားခါကသူက9929.50ကြာတယ်ဗျ year 2ကနေပြီးတော့သူက year 8အထိကိုကြတော့13,049.50 dirham ကြာတယ်ဗျာနော်သူက year 9ကနေပြီးတော့ year 9နဲ့ year 10ကိုကြာတော့သူက 15,253.50 dirham ကြာတယ်ဗျာ year 11ကနေ year 13ကိုကြာတော့သူက 18,770.50 ကြာရပေါ့နော်ဒီထင်မှာသူကကျွန်တော်သမီးလေးကြာတော့ဗျာဒီကျောင်းနဲ့လမ်းလျှောက်လို့ရတဲ့အကော်ဝင်းမှာနေတာဆိုတော့ဒီ car transportation ခမကုန်ဘူးပုံမှန် location ပုံမှန်မူတည်ပြီးတော့သူက4,000 5,000အဲ့ဒီ transportation အတွက်ကိုကြာနေဒီပတ်စံတွေခုနပြောရဟာအကုန်လုံးကိုသူကတခါလေးပေးသွင်းကြမှာမလို့တခါလေးပေးမယ်ဆိုရင်ရတယ်ဒါမှမဟုတ်လေ3ခါခွဲသွင်းလို့လည်းရတယ်ဗျာနော်3ခါခွဲသွင်းလို့ရတယ်ဒီမှာ credit card တွေပါတယ်ရှိရဆိုရင်လည်း credit card နဲ့ပေးထားလိုက်ပြီးတော့ဒီ installment လေးနဲ့ပေါ့နော်လာစဉ်နည်းချင်းပေးသွင်းလို့လည်းရတယ်အဲ့လို option လေးရှိပါတယ်ဘာဖို့တွေကုန်သေးလေးဆိုတော့သူကဒီ uniform ကိုရှိရကြ uniform ကတော့ကိုဝေတဲ့ပုံမှာမူတည်တယ်ဗျသူကဒီဘောင်းမီဝတ်မလား skirt ဝတ်မလားနော်ဒီ hoodie တွေပါဗျဝတ်မလားအဲ့လိုဟာကိုဝေတဲ့ပုံမှာအနည်းဆုံး1,000 လောက်တော့ပေါ်ရဗျ uniform 4ကလေကျောင်းစာအုပ်တွေပါဝေရမယ်ဗျကျောင်းစာအုပ်တွေကကြတော့သူကဒီအတန်းပုံမှာမူတည်တယ်1,200လောက်တော့ကြာနိုင်တယ်ဗျာနော်စာအုပ်တွေဝေရပါတော့เนาะဒီနေ့ကိုတစ်ခါနှစ်ခါလောက်သူက fit ထွက်တယ်ထွက်တယ်ဗျာဥပမာ Warner Bros တို့ဒီ Park တို့ဒီမှာကစားကွင်းတွေပါတယ်ကလေးကိုပို့တာဗျာသူတို့ကဒါကတော့ကိုကပို့ချင်နေရတယ်မပို့ချင်နေရတာမိဘတွေသဘောပေါ့เนาะအဲ့ဒါလေးရှိပါတယ်ဒီလောက်ပါပဲကျန်နေသိချင်တာရှိရင်ကျွန်တော်ကို comment မှာ mail ပေးလို့ရပါတယ်ကျွန်တော်အားရချိန်ဖြည့်ပေးပါမယ်ကျေးဇူးတင်ပါတယ်